ဖျားကိုလဲပြီးပြန်ထွက်လာတော့ဖျားလဲပြီးတော့ထွက်လာတဲ့အထွက်နာတင်မယ်ပေါ့နော်ဒီခောက်ဆွဲဆိုင်တွေတွေ့ပါတယ်ဟိုးအရင်ခေတ်ကတဲ့ကွိတယိုဆိုတာတဲ့ဒီလိုမျိုးတဲ့ဓမျိုးဆိုင်ကတွေ့ခဲ့တယ်တဲ့သိပြီးမတွေ့ရပါဘူးလေဟုတ်ပါတယ်ရန်လည်းရတာရှိပါတယ်ကြာစံအဖက်နဲ့ပေါ့နော်ထိုက်တီလေးနဲ့ဆိုတော့မလေးကုရှယ်ပဲစားလို့ကောင်းမကောင်း I like this taste. It's a traditional Huay Chiao. Traditional noodle. I like it. Traditional kway teow is they use this one. Like it. It's the same taste when I was young, you know. But now it's not often time to find something to eat like this. They make more different taste now. Different taste, yes. ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်နောက်ပဲဒီဆက်သွားအောင်မလဲစောင့်ကြည့်ပေးအောင်နော်